ပြည်သူများအားလုံးနဲ့ SCF အကြည်တက်လေးများအားလုံးမင်္ဂလာပါအခုဆိုရင်တော်လိုင်းရင်အရှိန်မြင့်လာပြီဖြစ်တဲ့အတွက်အိမ်ပြန်အောင်ပွဲလမ်းတွေမှာစူးစမ်းနေကြတဲ့ရဲဘော်တွေမထိခိုက်သင့်ပဲမကြဆုံးသင့်ပဲထိခိုက်ကြဆုံးခဲ့ရတာတွေရှိလာတဲ့အတွက်ပြည်သူများထံမှချစ်မြတ်တာဖြစ်အုတ်ထုံတဲ့ကြီးကာတွေတောင်းခံနေပါတယ်ဒါကြောင့် SCF မှာပြုလုပ်နေတဲ့ကျွန်တော်တို့ရဲ့အုတ်ထုံကြီးကချစ်မြတ်တာကမ်ပိန်းကိုဝန်းရံပါဝင်ပေးဖို့အတွက်ပြည်သူများအားလုံးကိုမေတ္တာရက်ခံနေပါတယ်ခင်ဗျာကမ်ပိန်းကာလကိုမတ်လ26ရက်နေ့မှာဧပြီလ26ရက်နေ့ထိသတ်မှတ်ထားပြီးတာဂက်ပမာဏကိုတော့7သိန်းနေရာမျှော်မှန်းထားပါတယ်ပြည်သူများရဲ့ချစ်ချင်းမြတ်တာတွေဟာရဲဘော်တွေအတွက်ခွန်အားများဖြစ်စေပါပါကမ်ပိန်းကိုဘယ်လိုအားပြရမလဲဆိုရင် Spring Crown Fan SCF မှာထောက်ဖို့ပါဝင်ရတာကအရန်ကိုလွယ်ကူပါတယ် SCF နေနဲ့ကိုဝင်ကျွန်တော်တို့ရဲ့ကမ်ပိန်းကိုထိလိုက်ရုံနဲ့ကမ်ပိန်းအကြောင်းအရာအချက်လက်တွေကိုစူးစီးဖော်ပြပေးထားတာတွေ့ရပါလိမ့်မယ်donate ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီးအနည်းဆုံးမြန်မာကျပ်ငွေ9000ကျပ်မှစတင်ပြီးပြည်သူဘတ်တော်သားဘဏ်စစ်စစ်ဖြစ်တဲ့လူဦးဘဏ် STP နဲ့ကူညီအားဖြင့်ပေးနိုင်ပါတယ်။ဒါကြောင့် SCF မှာလုံခြုံစိတ်ချလွယ်ကူလျင်မြန်စွာနဲ့မိဘပြည်သူများထောက်ဖို့ကူညီနိုင်ပါတယ်။ယုံကြည်ပါတယ်ကျွန်တော်တို့တွေအားလုံးအတူတကွရောင်နီနေ့ရက်တွေစီကိုရောက်သွားကြပါစို့။